Nói chân này anh chịu tôi nó phút khám đó mà đi ra đi biểu là được cũng mong hòa đó mấy ông lại hả nhưng mà anh ngang của các bạn dân nhận rồi như của tôm chịu bị ổ chốc hay để lộ biểu lại vì nó cũng mong là credit bị vài nó à thậm chí tôi cho nó mấy online khu là xin ngán để lâu đó đấy lâu giờ để còn nó hả các bạn dân nhận rồi ổ chốc gì xin được lâu đó là bảo là rồi sao nó biểu rồi cô bị đua bông gan đi là bông gan nói gì ấy đi bị đua đâu cả bao giờ cũng bị lại bàအဲ့တော့ဒုက္ခတွေရောက်နေပြီဆိုဒီပြည်သူကဒုက္ခတွေမှာလဲနေပြီးတော့မင်းကိုပုံကံမှာမဟုတ်တော့ဘူးတဲ့အဲ့ဒီအောက်တန်းအကျဆုံးနီးလန်းကိုအသုံးပြုတဲ့ပုံစံမျိုးဖြစ်နေတယ်နော်အဲ့တော့တကယ်အောက်တန်းအကျဆုံးနီးလန်းပါနော်အဲ့တော့လူတွေကိုဘယ်လောက်ထိရုပ်မှာလဲဆိုတော့ကိုယ့်အကိုအုပ်ချုပ်မှုမနိုင်နေတဲ့ခါကျဘယ်လိုလုပ်လဲဆိုတော့လောင်းကစားဝိုင်းတွေလွတ်ပေးတယ်လေကျွန်တော်မငင်းပါကျွန်တော်မငင်းပါလောင်းကစားဝိုင်းလွတ်ပေးလိုက်ခါကျတော့ဘာတွေဖြစ်ကုန်လဲအဲ့ဒါခါလေပြည်သူတွေကလောင်းကစားဆိုတည့်တဲ့အတိုင်းပေါ့ဗျာနော်ကျွန်တော်လောင်းကစားသွားရင်ကျွန်တော်တွေ့ဘူးပါတယ်ကိုမိသားစုကဘ누구တေးတေးသူခင်းမဆိုင်တော့လောင်းကစားမော်ပူးနေတာအဲ့တော့လူတွေကလောင်းကစားပြီးခိုးတော့ပြည်သူတွေကတဖြည်းဖြည်းနဲ့ဒုက္ခတွေရောက်တဲ့ခါကျတော့ပြည်သူကနိုင်ငံရေးနဲ့စိတ်ဝင်စားလို့မအားဘူးအဲ့ဒါဘာကြောင့်လဲကမ္ဘာရုပ်ညံ့ဆုံးအုပ်ချုပ်နည်းကိုဦးမင်းအောင်လည်းသုံးနေတာဖြစ်တယ်ကျွန်တော်မငင်းပါကျွန်တော်မငင်းပါကျွန်တော်ဒေါ်လာကြီးတွေအားကောင်းတဲ့အချိန်မှာဒေါ်လာကြီးဘက်ကလူတွေရောက်သွားမှဆိုလို့ပေါ့နော်9နှစ်လုံးကိုလောင်းကစားတွေကိုအပြက်လွတ်ပေးတာနေပြီးတော့လို့နေရာမျိုးမှာလောင်းကစားကိုအပြည့်နော်တကယ် special ပတ်စံပုံကြီးတွေဆိုတာကြောက်ဖို့တောင်ကောင်းတယ်နော်အဲ့လိုမျိုးလောင်းကစားကိုလွတ်ပေးတာပြီးတော့မွန်ပြည်နယ်ကရင်ပြည်နယ်အားတကယ်လိုမျိုးကျွန်တော်တို့ဒီစကိုင်းတိုင်းအားစားတဲ့ဖြစ်အဲ့ဒီမှာလောင်းကစားအပြည့်လွတ်ထားပေးတယ်အဲလောင်းကစားပြီးတော့နောက်တက်ပါတယ် KTV အပြည့်လွတ်ထားပေးတယ်မြန်မာနိုင်ငံမှာအလုပ်ပေါ်ဆုံးကအိုက်စပါတို့နော်အနေခန်းပေါ့ဗျာအနေခန်းပေါ့နော်အဲ့ဒါတွေအကုန်လုံးအများကြီးပဲဒါတွေအကုန်လုံးလွတ်ထားပေးလူတွေဒုက္ခရောက်လေလူတွေကဒုက္ခနွန်ထဲမှာနစ်လေငါ့ကိုမပုံကန်လေဆိုတဲ့အောက်တန်းစားနီးစနစ်ကိုသုံးပြတာဖြစ်တယ်ကျွန်တော်မငင်းပါကျွန်တော်မငင်းပါအဲ့တော့အခုလက်ရှိချိန်မှာဘာတွေဖြစ်နေဆိုတော့လူတွေကနော်သူအုပ်ချုပ်ခဲ့တဲ့9နှစ်တွင်းမှာလောင်းကစားနဲ့ဘဝပြတ်တဲ့သူနဲ့နော်တေတဲ့သူဆိုတာအချင်းချင်းပေါ့ဗျာနော်ဒီနိုင်ငံရေးအမြင်ကွဲလဲမှုတွေနဲ့သူချင်းချင်းအကြမ်းဖက်အဖျက်မှုတွေကြောင့်တေတာကလူတွေကဘယ်လောက်လဲဆိုလို့ရှိရင်နဲတာမဟုတ်ဘူးပြီးတော့စစ်ဖြစ်လို့တေတာကလည်းနဲတာမဟုတ်ဘူးနော်ပြီးတော့လက်နက်ကြီးကြလို့စားဖြစ်တေတာကလည်းနဲတာမဟုတ်ဒါနှစ်ဖက်တိုက်ပွဲတွေကြမှာတေတဲ့အသေးချင်းပေါ့ဗျာနော်လူတွေတေသွားတာနဲတာမဟုတ်ဘူးဒီကြားထဲမှာအငတ်ဘေးကြောင့်တေတဲ့သူကလည်းနဲတာမဟုတ်ဘူးအေးဒီထက်ပို့ပြီးတော့ဘဝပြက်ပြီးတော့တေကြတဲ့ဒီခိုးဆိုးလူနိုင်တပ်ဖြတ်မှုတွေကြောင့်တေတာလည်းနဲတာမဟုတ်ဘူးဒါတေတာပေါ့ဗျာနော်နောက်ထပ်ဒုက္ခရောက်ပြီးဘဝပြက်သွားတာလောင်းကစားကြောင့်ဘဝပြက်သွားတဲ့သူတွေကဒီ9နှစ်တွင်းမှာနဲတာမဟုတ်ဘူးကဲအမှန်ပါပဲဟိုကငင်းလို့မရအောင်ဒီလောင်းကစားကြောင့်ပဲနော်ဒီလောင်းကစားကြောင့်ပဲကိုယ်နေချမ်းသာသွားတဲ့သူတွေအများကြီးရှိတယ်နော်ပတ်စံရှိသွားတယ်ဒါလူနည်းဆိုတော့ပေါ့နော်တော်တော်ကြီးကိုကန်ကောင်းတဲ့သူတွေကြတော့လေဒီလောင်းကစားကြောင့်နဲ့ကျွန်တော်ဒီ9နှစ်တွင်းမှာပြည်လေသွားတဲ့သူတွေအများကြီးရှိတယ်ဒါပေမဲ့တော်တော်များများလောင်းကစားဆိုတာဗျာတေချာတခုကတော့လောင်းကစားဒိုင်ကင်တဲ့သူတွေပြည်လေနေပြီးချမ်းသာနေပြီဆိုတေချာတယ်လောင်းကစားဆိုတာပိုက်ဆံကနေပိုက်ဆံလောက်တာအဲ့တော့ထိုးသားတွေကဘဝမပြတ်ဘဲနဲ့တေချာတယ်ဒီလောင်းကစားဒိုင်တွေဘယ်တော့မှမကြီးပွားဘူးလောင်းကစားဒိုင်တွေကြီးပွားပြီးချဲဒိုင်တွေကြီးပွားပြီးနှလုံးဒီဒိုင်တွေကြီးပွားပြီးဟေ့ဆိုလို့ရှိရင်တေချာတာတခုကတော့ထိုးသားတွေပြည်သူတွေတော်တော်များများဟာဘဝပေါင်းစုံကပျက်စီးသွားပြီဆိုတော့သိဖို့လိုတယ်အဲ့တော့ဒါကျွန်တော်တို့ logic ကြတွေးခေါ်မယ်ပညာပေါ့ဗျာနော် logic ကြတွေးခေါ်မယ်တွေးခေါ်ကြည့်မယ်ဆိုလို့ရှိရင်တော့ဒါကတော်တော်များများသောပြည်သူတွေတေသွားတဲ့ပြည်သူကနဲတာမဟုတ်သလိုဘဝပြတ်သွားတဲ့ပြည်သူကနဲတာဘာဒါကဘာရုပ်ညံ့ဆုံးအုပ်ချုပ်နီးနော်တရက်မှရတာ1000ခွဲအဲ့ဒီ1000ခွဲကတရက်ခုမြန်မာပြည်မှာကတရက်လုံးမှတရက်စားရတာစားရတဲ့အခြေအနေတွေဖြစ်တယ်ဒါပေမဲ့ဒီကြားထဲမှာအခုစီသွားတန်းစီတဲ့ခါကျတော့မနက်မိုးလင်း4နာရီနော်3နာရီလောက်ကတန်းစီလိုက်တာညနေ4နာရီထိနော်ညနေ4နာရီထိတန်းစီရတယ်အဲ့လူတယောက်ကဒီစီလေးနော်ဒီစီလေး1လီတာလောက်ရဖို့အတွက်ကသူတန်းစီလိုက်တော့ကြောင့်မို့လို့သူ့မိသားစုပဲတရက်စာအလုံးမလုံးနိုင်တော့ဘယ်လိုဖြစ်ကုန်လဲငတ်ပြတ်ကုန်တယ်မဖြစ်စေချင်ဘူးဒါမျိုးတွေဒီတွေဘွားနော်ဘယ်လောက်ထိခါသီးတယ်လဲဆိုတာအဲ့လာကြီးဟာမှန်ပါတယ်အဖမှန်သူ့လက်ထက်မှာတိုးတက်နေပါတယ်တခါလေဟိုလူမှုထူးချွန်ဆိုကြီးလူမှုစီမံခန့်ခွဲမှုထူးချွန်ဆိုဘယ်လိုမျိုးဗျာနော်တရုတ်ပြက်တဲ့နော်တရုတ်ပြက်တဲ့ဇယိုက်တွေလုတ်ပြသွားနော်လူမှုထူးချွန်ဆိုတယ်သူ့လက်ထက်မှာစီးပွားရေးကောင်းလာပါတယ်အောက်မှာအကုန်လုံးခွေးဖြစ်တဲ့သူကဖြစ်သေးတဲ့သူကသေဘဝပြက်တဲ့သူကပြက်လောင်းကစားနုံနှစ်တဲ့သူကနှစ်စေးသမားဖြစ်စေးတွေကဘယ်လောက်ထိပေါ်လဲဆိုရင်73နဲ့14နှစ်ကစားအခုစေးတဲ့ရှူရှူနဲ့မြန်မာနိုင်ငံမှာအရင်ပေါ်နေတယ်ဘယ်လောက်ထိစုပ်ပြတ်တတ်နေတဲ့နိုင်ငံနော်ဘာလို့လက်ထက်မှာလဲပိတ်အရန်တော်ပါတယ်ဆိုတော့ခင်ဗျားတို့ရဲ့သမ္မတကြီးဦးမင်းအောင်လိုင်းနော်ယာယီသမ္မတဆက်အုပ်ချုပ်အကုန်လုံးယူထားတာနော်သူ့လက်ထက်မှာဖြစ်သွားတယ်ကျွန်တော်မငင်းပါကျွန်တော်မငင်းပါလူလည်းလုပ်ပြီးအုပ်ချုပ်နေတာကမ္ဘာအယုတ်ညံ့ဆုံး
အုပ်ချုပ်နေနဲ့အုပ်ချုပ်နေတာဖြစ်တယ်နော်အဲ့ခင်ဗျားတို့နည်းနည်းလေးမှမရိပ်စားမိဒါလည်းခင်ဗျားတို့အောက်ထောက်ခံနေတော့မလားနော်အဲ့တော့ဒါခင်ဗျားတို့လက်ရှိပြည်သူတွေကြုံတွေ့နေရဘဝတွေဖြစ်တယ်နိုင်ငံခွေးဖြစ်ပြီနော်ခွေးဖြစ်နေပြီအဲ့တော့နိုင်ငံခွေးဖြစ်အောင်အုပ်ချုပ်သွားတာကခင်ဗျားတို့ရဲ့အဖပဲနော်ကျွန်တော်တို့ခင်ဗျားတို့အဖပဲ ဟုတ်ပါပြီဗျာအေးကွာလေးစားပါမပြောတော့ဘူးဟုတ်ပါပြီဗျာဟုတ်ပါပြီဗျာ